အိမ်မှာပဲတကုတ်ကုတ်လုပ်နေလို့ဒီနေ့တော့အပြင်ခေါ်သွားမယ်နော်။ကျောင်းမှာ parenting meeting ရှိလို့ဒီနေ့တော့ကျောင်းသွားပါတယ်ရှင်။ meeting ကတစ်နှစ်ကို2ခါရှိရပါတော့။အခုကပထမနေ့ဝက်ပြီးတော့မှဆိုတော့ဒီနေ့ကျမတို့ teacher တွေနဲ့တွေ့တာပေါ့။အခုကျောင်းကကျမဘန်ကောက်ရောက်ကြတဲ့ဒီကျောင်းမှာပဲထားဖြစ်နေတာပေါ့နော်။တကယ်လို့မလာနိုင်ဆိုလဲသူတို့ကဖုန်းထဲကနေ online ကနေ meeting လုပ်ပေးရပေါ့နော်။ကျမတို့ကြတော့ကျမတို့အချိန်မြောက်ပြီးတော့ခဏထိုင်ဆောင်ပေါ့။ဒီကျောင်းမှာပါအဆင်ပြေလဲဆိုရင်သူကကလေးတွေလည်း visa ပေးတယ်ပြီးလို့ရှိရင်မိဘတွေအတွက် guardian visa လည်းလျှောက်ပေးရပေါ့နော်။အဲ့အတွက်ကိုပါ charges မှာပေးစရာမလိုဘူးပြီးရင်တခန်းဆိုရင်ကလေးကအယောက်20ပဲသူတို့ကလက်ခံတယ်အဲ့ဒါလေးကတော်တော်အဆင်ပြေပြီးတော့လူမျိုးရေးခွဲခြားလည်းမရှိဘူးပေါ့နော်တခြားကျောင်းတွေမှာရှိလားမရှိလားတော့မပြောတတ်ဘူးဒီကျောင်းတော့လုံးဝမရှိဘူးဖျောက်ပြီးကြတဲ့ကအဲ့လိုမျိုးခွဲခြားခံရတယ်ဆိုလို့အပြင်မှာတော့မကြကြကြုံရတယ်ဒီကျောင်းမှာတော့ခုထိတည်းတော့မကြုံရသေးဘူးပေါ့ကလေးချင်းကြားမှာလေပြီးတော့လော်တင်လာတဲ့ course နဲ့ဒီကျောင်းကတင်တဲ့ course နဲ့အတူတူပဲဆိုအဆင်ပြေရပေါ့ဒါလေးကသူတို့ရဲ့မုတ်စီတန်းပေါ့နော်မုတ်စီတန်းမှာလည်းအဲ့လိုမျိုးချူကြီးတွေအဲ့လိုမျိုးတွေမရောက်တာတခုလည်းတော်တော်အဆင်ပြေတယ်မုံဖိုးဆိုလည်းတရက်ကိုပတ်30တက်ပို့မိယူသွားရအောင်ပေါ့နော်အေးတွေဝယ်တောက်ချင်တော့ဒီဆက်တွေမှာဝယ်တောက်ရတာပေါ့နော်ကျောင်းစားတက်တဲ့ပထမရက်မှာပဲသူတို့ကရှူပေါက်တာထမင်းစားတာမုံဝယ်တာတန်းစီတာဒါတွေကိုအရင်ဆုံးတူရတင်တယ်ကလေးတွေလောက်တက်ကင်တက်ပြီးဆိုမှပဲသူတို့ကပုံမှန်လုပ်ငန်းဆောင်တာတွေကိုတင်တာပေါ့နော်ထိုင်ကျောင်းတွေကအစိုးရကျောင်းဖြစ်ဖြစ်အပြင်ကျောင်းဖြစ်ဖြစ်သူတို့ကနိလေစာကျွေးတယ်နှုတ်လဲတိုက်တယ်အဲ့တခုတော့တော်တော်လေးအဆင်ပြေရဲ့မဟုတ်ရင်မိဘတွေကလေနေ့ထမင်းကြိုက်ပါထည့်ရမလဲစဉ်းစားတာလေအလုပ်တစ်ခုလေးနော်ဒါကတော့အိမ်ပြန်လန်းလေးပါတတပါရှင်